ကိုလေးစားချစ်ခင်ရတဲ့ပြည်သူများလုံးဝမင်္ဂလာပါကျွန်တော်အကြောင်းအရာလေးတစ်ခုရှင်းပြခြင်းလို့ line ပေါ်တက်လာတာပါပုံမှန်အားဖြင့်တော့ကျွန်တော် line ပေါ်ကိစ္စတွေကိုပြန်ပြီးတုံ့ပြန်လည်းမရှိဘူးရှင်းလည်းမရှင်းဘူးဘာလို့လဲရှင်းရတာရှုပ်စိတ်လည်းမဝင်စားဘူးခုဘဝနဲ့ကိုနေတယ်ကျွန်တော်အမှုပညာအလုပ်ကိုကိုယ့်ကိုကြိုးစားပြီးလုပ်တယ်အခုကမိသားစုကိစ္စဖြစ်နေလို့ကျွန်တော်မရှင်းလို့မရလို့တက်လာတာကျွန်တော်သမီးရဲ့ comment လေးတစ်ခုကြောင့်ဖြစ်သွားတဲ့ပြဿနာတွေကပြင်းနေကြီးလာလို့ဗျအဲ့ဒါလေးရှင်းပြခြင်းကျွန်တော်မိသားစုကိစ္စပါပြည်သက်တွေကိုကြိုပြီးတော့တောင်းပန်ထားခြင်းတာကျွန်တော်အခုပြောနေတာကကျွန်တော်မိသားစုအကြောင်းမသိဘဲနဲ့ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုရည်ညွှန်းတာပါနော်ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့ပြည်သက်တွေနဲ့မဆိုင်ပါဘူးကျွန်တော်မိသားစုကိစ္စကလည်းပြည်သက်တွေရဲ့အရေးရောမဟုတ်ပါဘူးဒါနဲ့တိတိနဲ့တင်လို့ကျွန်တော်ဒါရှင်းပြမှဖြစ်မှာမလို့ရှင်းပြတာပါနော်ဒီ post လေးပါဒီမှာရည်ရတယ်ဗျဗါတယ်အစင်တန်းခွဲကြပြီးငွေမဲ့တဲ့ခံခိုင်းနေကျွန်တော်သားအကြီးကောင်ကျွန်တော်မွေးဖြတ်လိုက်ဘာလို့ဖြတ်ရတာလဲဆိုတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ကျွန်တော်သားသမီး3ယောက်ဆိုလို့ကျွန်တော်တန်းတူချစ်ပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်သားအကြီးကောင်ကအိမ်အောင်အရင်ဆုံးကြပါတယ်ကြားတဲ့အချိန်မှာလည်းကျွန်တော်မင်္ဂလာဆောင်ကြီးကြီးခန်းခန်းနာလေးဆောင်ပေးပါတယ်ကျွန်တော်ချွေးမလေးကကလဝဲသရာရဲ့ပေါ့အစင်းရရွာလေးတယောက်မှာနေပါတယ်သူတို့တွေကပုံမှန်မိသားစုလေးပါအရင်လည်းပြည့်စုံတဲ့မိသားစုမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်ပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်ချစ်ပါတယ်အဲ့အတွက်ကျွန်တော်တတိယခန်းခန်းနာတင်းတယ်လေးမိသားဖသားပြီးတောင်းရမ်းပြီးတော့မှကျွန်တော်သားကြီးရဲ့မင်္ဂလာပွဲကိုကျွန်တော်ကျင်းပပေးခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျပြောင်းမြန်ကြီးဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်း2ယောက်ရှိပါတယ်အကြီးမရွှေပိုးမုံနိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံတော့တဲ့အငယ်မလေးကရွှေရည်ခစ်အဲ့2ယောက်စလုံးနဲ့အဲ့ညီလေး2ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားအမွေခံတမိအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရပါဒီမှာရေးထားတာနာမည်နဲ့သူတို့တခြားလည်းမသိပဲနေဗျာရေးထားတာဗါတဲ့သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျာလူကြီးအကြောင်းလည်းသိစားလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမက်တာဖြစ်နိုင်ပါတယ်ပေါ့ comment တွေကလည်းကျွန်တော်အဲ့ comment တွေကိုဖတ်နေကျွန်တော်ရည်ချင်းလည်းစိတ်လည်းမကောင်းဘူးဗျာအဲ့အတွက်ကျွန်တော်ဒါကိုလာဖြည့်ရှင်းတာပါအဲ့တော့ကျွန်တော်ချွေးမလေးကကလေး2ယောက်ရပြီးတော့မှကျွန်တော်သားအကြီးကောင်ဖောက်ပြန်သွားပါတယ်ဖောက်ပြန်တာမှရိုးဖောက်ပြန်တာပေါ့အချင်းချင်းဖောက်ပြန်တယ်ပြီးတော့ကျွန်တော်သားအကြီးကောင်ကအဲ့သူဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုကောက်ပေါအောင်လိုက်သွားပါတယ်အဲ့တော့ကျွန်တော်ချွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုမှာချစ်ချစ်ခင်နေကျွန်တော်သမီးငယ်မကလည်းသူ့အမရင်းလို့ချစ်တယ်ကျွန်တော်ကလည်းသမီးရင်းလို့ချစ်တယ်